ဒဏ်ရာအနာတရားတွေဖြစ်ပြီးနာကျင်နေတဲ့အချိန်မှာတော့မှရန်သူလိုဆက်ဆံနေမယ်ဆိုရင်မင်္ဂလာပါ conflict နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောခဲ့တဲ့စကားတွေကတော့များခဲ့ပြီပေါ့နော်တကယ်တော့ကျွန်တော်တို့ကငယ်တုန်းကစာသင်ကြားခဲ့တဲ့ကျွန်တော်တို့ရဲ့သင်ခန်းစာတွေကိုဒီစာပဲရယုံအလွတ်ချက်ခဲ့ကြလို့ဗျကျွန်တော်တို့သင်ခန်းစာတွေတဲကနေမှကျွန်တော်တို့လေ့လာထားတဲ့စာပိုက်ကလေးတစ်ပိုက်စာပုတ်ကလေးတစ်ပုဒ်ဟာကျွန်တော်တို့အတွက် conflict ကိုဘယ်လိုကင်တွယ်သလဲဆိုတာမျိုးကျွန်တော်တို့သိတဲ့နဲ့စဉ်းစားလို့ရတယ်ဆိုတာလေးကျွန်တော်ကစကားလက်ဆောင်ပါချင်ပါတယ်ငယ်တုန်းကမဟောတထာဆိုတဲ့ဇက်ကိုကျွန်တော်တို့သင်ခဲ့ရတယ်မြန်မာစာမှာပါအဲ့လိုသင်တဲ့အချိန်မှာခွေးနဲ့စိတ်နဲ့ပြဿနာလေးတစ်ခုကိုအဲ့ဇလန်းထဲမှာပါပါတယ်ခွေးဆိုတဲ့တရားဝါရဲ့စိတ်ဆိုတဲ့တရားဝါရဲ့နှစ်ကောင်သားတွေ့ရင်ကြိုက်ကြခွေကြပြဿနာရှာကြတယောက်ကိုတယောက်မှန်ဖီနေကြတယ်ဒါဟာ conflict ပဲအဲ့တော့စိတ်ကပမာနေလေခွေးကပမာနေလဲဆိုရဲဟာလေးကိုလည်းဇလန်းထဲမှာဖော်ပြတာခွေးသည်စားတော်ကဲရဲ့အိမ်မှာနေပါတယ်စားတော်ကဲဆိုတာအမဲသားတွေချက်သားတွေဝက်သားတွေစိတ်သားတွေကုတ်ထစ်ချက်ပြုတ်ပြီးတော့ဘယင်ကိုဆက်သားရတဲ့ပုဂ္ဂိုလ်ကိုအဲ့တော့သူကသူ့ရဲ့အသားတွေအယိုးတွေကိုစားဖို့အတွက်အဲ့အိမ်မှာနေတယ်လိရင်လဲသူကအဲ့ဒီကအသားတွေကိုဝင်နှိုက်စားပါတယ်အဲ့လိုပဲစိတ်ကပမာနေလဲဆိုတော့စိတ်ကစင်ထင်းရဲ့တင်းကုန်မှာနေပါတယ်စင်တင်းကုန်မှာနေပါတယ်စင်ကိုကျွေးတယ်အစားအစာတွေထဲမှာကြံပတ်တွေပါမယ်မြက်ထုံးတွေပါမယ်ကောင်းကောင်းကန်ကန်အရွက်ပလက်တွေပါရင်စိတ်ကလည်းစင်ကိုမှီပြီးတော့စားကြပါဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ဝမ်းရေးကိုဖြည့်ရှင်းရင်းနဲ့ပဲသူတို့ကိုမကျေနပ်တဲ့စင်ထင်းရဲ့မကျေနပ်တဲ့စားတော်ကဲရဲ့ကအမြင်ကပ်ပါတယ်မြင်ကပ်တော့စားတော်ကဲကခွေးကိုတခါတည်းအပေါ်ကနေရင်နွေးနဲ့လောင်းထလိုက်တာကြောကုန်းကြီးလောင်ပြီးတော့တကိန်ကိန်နဲ့ထွက်ပြေးခဲ့ရပါတယ်သူအဲ့ဒီမှာနေဖို့အဆင်မပြေတော့ပါဘူးအဲ့လိုပဲစင်ထင်းကလည်းစင်ရဲ့မျက်ထုံးတွေကောက်ရိုးတွေဒီစိတ်စင်စားတဲ့ကြံပြတ်တွေကြံပြားတွေကိုစားစားယူစားတဲ့စိတ်ကိုကြည့်မရတာကြောင့်တခါတည်းရိုက်ထလိုက်တာကြောကော့ပြီးတော့တပဲပဲနဲ့နှစ်ကောင်သားလမ်းမှာတွေ့တော့ကျွန်တော်တို့ပြဿနာသူတို့မလုံကြတော့ပါဘူးဒဏ်ရာကိုစီနဲ့ကိုပြန်မနေကြတာဘူးအဲ့တော့သူတို့နှစ်ယောက်ဘာလုပ်ကြလဲဆိုတော့ပူးပေါင်းဖို့စဉ်းစားကြပါတယ်ပြေလည်အောင်ဆောင်ရွက်ဖို့ဆောင်ရွက်စဉ်းစားကြပါတယ်အဲ့တော့သူတို့နှစ်ယောက်ကောင်းကောင်းမွန်မွန်စကားပြောကြတယ်ခွေးနဲ့စိတ်ဟာစကားလည်းပြောပြီးတော့သူတို့ဘာလုပ်လဲဆိုတော့ဟုတ်ပြီတကယ်ချင်းငါကတော့စားတော့ကဲအိမ်မှာနေလို့မဖြစ်တော့ဘူးဒါကြောင့်မင်းစင်တင်းကုန်းမှာနေမကွာအဲ့တော့စင်တင်းကုန်းမှာနေတော့စင်ထိန်ကလည်းခွေးကိုပြဿနာမရှာပါဘူးသူ့ရဲ့စင်စာတွေကိုစားမဲ့ကောင်းမှမဟုတ်ဘူးအဲ့လိုပဲစိတ်ကလည်းစရောကဲအိမ်မှာနေတော့စားတော့ကဲကတခါတည်းပဲစိတ်ကိုယုံကြည်စိတ်ချတာပေါ့စိတ်ဒီအသားစားတဲ့တတဝါမှမဟုတ်တာသို့တော့ဒီတငယ်ချင်းနှစ်ကောင်ဟာခုနကတွေ့တိုင်းကြိုက်တယ်ဆိုတဲ့ပြိပခါကိုငါတို့နှစ်ယောက်အတွက်အကျိုးရှိအောင်ဖြည့်ရှင်းမယ်ဆိုပြီးတော့စီမံဆောင်ရွက်ပေးနေစိတ်ဟာအမဲသားတုံးကြက်သားတုံးတွေကိုပါဇက်နဲ့ငုံပြီးတော့သူ့တငယ်ချင်းရှိတဲ့ခွေးရှိတဲ့နေရာကိုလာပါတယ်ခွေးကလည်းမျက်ထုံးလေးတွေကြံဘက်ကလေးတွေကိုငုံခဲပြီးတော့စိတ်နဲ့သူတို့ meeting point ပေါ့ဗျာတနေရာမှာစုံတွေ့ပြီးတော့ချိန်ကြပြီးတော့သူတို့နှစ်ယောက်အစာတွေလဲစားကြပါတယ်ဒါဟာ win-win situation မှာလို့ကျွန်တော်ကစကားလက်ဆောင်ပါချင်ပါတယ်ကိုဒဏ်ရာအနာတရားတွေဖြစ်ပြီးနာကျင်နေတဲ့အချိန်မှာတော့မှရန်သူလိုဆက်ဆံနေမယ်ဆိုရင်စိတ်နဲ့ခွေးနဲ့ဟာအခုလိုမျိုးကောင်းကောင်းမွန်မွန်စားတော့ရမယ်အကျိုးရမြတ်ကိုရလာမှာမဟုတ်ပါဘူးဒါကြောင့်ငယ်တုန်းကသင်ခဲ့တဲ့သင်ခန်းစာကိုမိအောင်ဖမ်းပြီးတော့ဒီလိုနေရာမျိုးတွေမှာတုံးတက်မယ်ဆိုရင်ဖြစ်ကျွန်တော်တို့အတွက်အများကြီးအကျိုးရှိတယ်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နာမည်ညီညီပါ